တန်တာမိုးသိန်းကတော့ကိုရွှေမန်းရဲ့လိန်လယ်လက်ဖျားပြီးတော့အခုဆိုရင်ကိုရွှေမန်းရဲ့တွဲခဲ့သမျှမိမအယောက်90ဆင်းတဲ့ကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်။အမှန်တကယ်တော့ကိုရွှေမန်းကတန်တာမိုးသိန်းအခုလိုမျိုးမင်းသမီးဘွားမရောက်ခင်တုံညဘွားကလေးကအခုလိုမျိုးအမတူဘီဖို့မှာခေါင်းဆောင်မင်းသမီးဖြစ်လာအောင်လဲကိုရွှေမန်းရဲ့ကျေးဇူးကြောင့်ရောက်လာခဲ့တာပါ။အဲ့ဒီကလေးကနေစပြီးတော့သူတို့ညဟာတော်တော်လေးကိုနှစ်ပေါင်းကြာအောင်တွဲလာခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ကိုရွှေမန်းတည်ငြိမ်အေးချမ်းပြီးတော့အနေအထိုင်တိမ်မွေးလာတဲ့ဆရာမလေးကိုပဲလက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စကိုဒီတိုင်ပြီးသွားမယ်လို့ထင်ထားခဲ့ပေမဲ့လည်းကိုရွှေမန်းနဲ့ဆရာမလေးတို့လက်ထပ်ပြီးတဲ့နောက်တနေ့မှာကိစ္စတော်တော်လေးကိုကြီးသွားခဲ့တာပါဖြစ်စဉ်ကတော့ကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့ပြတ်သွားတာဟာနိုဝင်ဘာလထဲမှာပဲပြတ်သွားခဲ့တာဖြစ်ပြီးတော့ကိုရွှေမန်းနဲ့ဆရာမလေးတို့ရဲ့ anniversary date ကအောက်တိုဘာလထဲမှာဖြစ်နေတာကြောင့်တန်တာမိုးသိန်းကလည်းတော်တော်လေးကိုအော်သွားခဲ့တာပါသူမနဲ့ကိုရွှေမန်းတို့မပြတ်ခင်ကတည်းကအခုကိုရွှေမန်းယူထားတဲ့ဆရာမလေးတို့ဟာခိုးပြီးတွင်းနေကြကြောင်လိုဝါကြီးကိုအထင်သာချင်းမြင်တွေ့ခဲ့ရလဲဖြစ်ပါတယ်။ဒီချက်မှာပြောရရင်တော့တန်တာမိုးသိန်းဟာကိုရွှေမန်းရဲ့တပတ်ရိုက်တာကိုခံခဲ့ရတာပါ။ကိုရွှေမန်းရဲ့အကြောင်းကိုတည်တည်ရဲ့နဲ့ကိုရွှေမန်းရဲ့ပတ်စံတွေကိုမမော်လို့ကိုရွှေမန်းရဲ့စီးစိမ်ဥစ္စာတွေကိုပိုင်ဆိုင်ခြင်းလို့အခုလိုမျိုးကိုရွှေမန်းရဲ့အနာမှာတွဲကပ်နေပြီးတော့အမတီဗီဘောဇလန်တွဲတွေမှာခေါင်းဆောင်မင်းသမီးနေရကနေအမြဲတမ်းပါဝင်ခြင်းတဲ့အတွက်ကိုရွှေမန်းနဲ့တွေ့ရတာပါဆိုပြီးလဲတတိယတွေထပ်ပြီးတက်လာတာကိုလည်းတွေ့ရပါတယ်။အခုလိုမျိုးထုတ်လုပ်သူကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့မပြတ်ခင်မှာလဲကိုရွှေမန်းဟာရှေ့မှာမင်းသမီးပေါင်းအယောက်90လောက်နဲ့လဲလုံးဝကြီးကိုတွဲခဲ့ဖို့ကြောင်းတာတကားတွေရှိခဲ့ပေမဲ့လဲတန်တာမိုးသိန်းကတော့ကိုရွှေမန်းကသူ့ကိုယူမဲဆိုပြီးအတိမတ်ယူလိုက်တာကြောင့်အခုချိန်မှာကိုရွှေမန်းရဲ့ဖောက်ပြန်ခြင်းကိုခံခဲ့ရပြီးတော့အခုချိန်မှာတော်တော်လေးကိုခံစားနေရပြီပဲဖြစ်ပါတယ်ဒါပေမဲ့လဲဒီတိုင်းပြီးသွားတယ်လို့မဟုတ်ပဲနဲ့အခုကိစ္စကတော်တော်လေးကိုရှုပ်ထွေးသွားခဲ့တာပါတန်တာမိုးသိန်းဘက်မှာဘယ်သူမှမရှိပေမဲ့မြန်မာနိုင်ငံမှာသူ့ရဲ့ပြည်သူတွေကပဲရှိရပါကိုရွှေမန်းဘက်မှာတော့တော်တော်လေးကိုမင်းသားမင်းသမီးတွေတရုတ်ဆောင်ပေါင်းများစွာရပ်တည်ပေးကြပြီးတော့အခုဖြစ်ရမှာထွန်းထွန်းကိုယ်တိုင်ကလည်းပါဝင်လာခဲ့တာကြောင့်ထွန်းထွန်းကလည်းတန်တာမိုးသိန်းပေါ်မှာနှမချင်းကိုချင်းမဆာမနာလုံးဝကြီးကိုပပဆက်ဆက်ပြောဆိုလိုက်တာကြောင့်ထွန်းထွန်းကိုလည်းပြည်သူတွေကနေရာတကာမှာဝင်ပါတဲ့အတွက်တော်တော်လေးကိုအမြင်ကပ်နေကြပြီပဲဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးသိလိုက်ရတာကမိန်းကလေးတွေအနေနဲ့နာမည်တစ်ခုရလာဖို့အတွက်ထုတ်လုပ်သူတထေသားတွေကိုလုံးဝကြီးကိုကတ်တွေ့ရတာပါဒါကြောင့်မလို့ကတ်တွေပုံကတ်တွေနေမှားခဲ့တဲ့အတွက်အခုချိန်မှာကိုရွှေမန်းလိုမျိုးကလင်းကကြိတ်ကောက်ချစ်တဲ့ခရိုနီတထေကြီးကိုမှလူရင်မှားသွားခဲ့တဲ့အတွက်တန်တာမိုးသိန်းရဲ့အဖြစ်ကိုလည်းအခုကြည့်နေတဲ့မိန်းကလေးတွေအနေနဲ့အတိအကျခြုံငုံသုံးသပ်ပြီးတော့သင်ခန်းစာယူဖို့လည်းမှားပါရစေ